Hello အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်လုပ်ပေးသွားမယ့် reading လေးကကြတော့ July လတစ်လစာ General reading လေးပဲဖြစ်ပါတယ် General reading ဆိုတော့ပေါ့နော်ကိုယ့်ရဲ့ဒါစီးပွားရေးတွေလောက်ကိုင်းနဲ့ပတ်သက်တာတွေတချို့ဆိုရင်ချီဆိုလဲချီနဲ့ပေါ့နော်မြင်တာလေးတွေပြောသွားပေးမယ်အဲ့တော့ဒီမှာရွေးချယ်စရာလေးနှစ်ခုပေးထားတယ်တရားလေးကတော့ပိုင်1ဒါလေးကတော့ပိုင်2ပေါ့နော်အဲ့တော့ကိုအနေနဲ့ဘယ်ကက်အုပ်စုလေးတွေကိုရွေးချယ်မလဲဆိုတာကိုဒါကိုစိတ်ကိုဆွဲဆောင်လို့ဖြစ်တဲ့ကက်ကလေးတွေကိုရွေးချယ်ကြည့်နော်ပြီးသွားရင်ဖြေလေးပြပြပေးမယ်နားထောင်ပေးနော်အားလုံးပဲခဏလောက်ရွေးလိုက်ကြရအောင်โอเคရွေးပြီးပြီလို့ထင်ပါတယ်အဲ့တော့ကောက်စုတလေးကိုရောင်းဆောင်ကြည့်လိုက်ရအောင်နော်ကောက်စုတလေးတွေပန်ဝမ်းလေးတွေပေါ့နော်ပန်ဝမ်းလေးတွေမင်္ဂလာပါပန်ဝမ်းလေးတွေအခုလာမဲ့လာထဲမှာပေါ့နော်ပြောမှဆိုရင်တော့ကောင်းတဲ့ energy တော့မြင်နေရတယ်နော်ဒီမှာဆိုရင်ပဲ good news ဆိုတဲ့သတင်းလေးဒီမှာ good news နော်သတင်းကောင်းကြားရမယ်ဆိုပြီးတော့ဒါပြောတာဆိုတော့လေအဓိကတော့ကောင်းတဲ့ energy တွေကိုတွေ့ရတယ်ကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာဖို့တွေပေါ့နော်အဓိကတော့ကိုစူးစမ်းမဲ့အရာလေးတွေကိုရဲ့ဘယ်လိုပြောမလဲဖန်တီးမဲ့အရာလေးတွေပေါ့နော်ကိုတီထွင်ဖန်တီးမဲ့အရာတွေဒါလေးတွေကတော့ဖြစ်လာနိုင်ခြေလေးတွေရှိတယ်ပေါ့ကွယ်ဒါပေမဲ့တကူရှိတာကနည်းနည်းတော့ဘယ်လိုပြောမလဲကွာနည်းနည်းကောင်းရှုပ်တာမျိုးလေးရောရှိတယ်အဓိကတော့ကိုကွာသိတယ်မလားဟိုကလည်းလောရမလို့ဒီကလည်းလောရမလို့ဟိုလိုဒီလိုလိုမျိုးပေါ့နော်ရှုပ်ထွေးမှုလေးရောနည်းနည်းရှိတတ်တယ်အဲ့ဒါလေးတွေကိုတော့ကိုယ်အနေနဲ့ပေါ့နော်တီချာလေးကို clearly ဘယ်လိုမှရှင်းရှင်းလင်းလင်းသိဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ဒါရှိတတ်တဲ့သဘောလေးကိုမြင်ရတော့ပြပြတာပါဒါမဲ့တခုရှိတာဒီလလေးထဲမှာကိုယ်အနေနဲ့နည်းနည်းတော့လှုပ်ရှုပ်လိမ့်မယ်လှုပ်ရှုပ်မှာဆိုတော့ကအလုပ်တွေအများကြီးလုပ်ရမှာပြောတာအလုပ်တွေလည်းစူးစမ်းနေရမယ်သိတယ်မလားစူးစမ်းတဲ့လျောက်လာဝင်ငွေတွေဝင်နေမယ်တော့ကွာတချို့ဆိုရင်သိရမလားစူးစမ်းပြီးတော့အဆင်မပြေတာမျိုးတွေကြုံရတာမျိုးတွေရှိတတ်တယ်လေဒီမှာတော့အဲ့လိုမဟုတ်ဘူးပိုင်ဝမ်းလေးတွေကအလုပ်လေးအများကြီးစူးစမ်းရမယ်စူးစမ်းတဲ့လျောက်လည်းဝင်ငွေတွေကလည်းဝင်နေမယ်ဒီလိုသဘောမျိုးရှိတယ်ဆိုတော့လေဘာဖြစ်ဖြစ်ကောင်းပါတယ်အဲ့တော့ငွေဝင်မှတော့စူးစမ်းကြိုးလည်းနှက်တာပေါ့နော်ဟုတ်တယ်မလားအဲ့တော့ဒီမှာနော် good news ဆိုတဲ့သတင်းလေးပေါ့နော်သတင်းကောင်းလေးတွေလည်းကြားရမယ်ဆိုတော့ဘာဖြစ်ကိုကြားချင်တဲ့သတင်းလည်းဖြစ်မှာပေါ့တချို့ဆိုရင်အခြေအနေနဲ့လည်းဖြစ်ရင်ဖြစ်လိမ့်မယ်ကိုကြားချင်တဲ့သတင်းကောင်းလေးတွေလည်းကြားရနိုင်ခြေလေးလည်းရှိပါတယ်တဲ့နော်အဲ့တော့ဒါလေးကပြောမှဆိုရင်တော့ဇူလိုင်လတစ်လစာဆိုပေမဲ့လည်း near future အတွက်လည်းကျုံးဝင်နေပေါ့နော် near future ဆိုတာကတစ်လအတွင်း2လအတွင်း3လအတွင်းစသဖြင့်ဒီလိုပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒီ energy လေးတွေကကိုယ်အတွက်ကောင်းတဲ့ energy လေးတွေပဲဖြစ်တဲ့အတွက်ကြောင့်အကယ်၍ဒီ energy လေးတွေကိုလက်ခံရရှိလိုပါက energy ကို claim လုပ်သွားနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့နေရ future မှာသတင်းကောင်းလေးတွေကြားရပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်အကယ်၍ဒီလိုမျိုးဗီဒီယိုလေးတွေနားထောင်ခြင်းနဲ့ဆိုရင်တော့ account လေးကို follow လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲ see you ပါရှင် bye bye ပိုင်တူးလေးတွေမင်္ဂလာပါပိုင်တူးလေးတွေအတွက်ဘာလေးတွေရထားလဲကြည့်ရအောင်နော်ပိုင်တူးလေးဒီပေါ့နော်လာအစပိုင်းလောက်လေးမှာတော့နည်းနည်းလေးအဆင်မပြေဖြစ်ရတာမျိုးတွေကြုံရတတ်တယ်နော်ဒီမှာဆိုရင်ကွာနည်းနည်းအဆင်မပြေဖြစ်ရတာဒါလေတချို့ဆိုရင်လောက်ကင်ဝေးကြီးတွေနဲ့ပတ်သက်တာမျိုးလည်းဖြစ်နိုင်တယ်တချို့ဆိုအခြေနဲ့ပတ်သက်တာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးလေးကြုံရတတ်တယ်အဲ့တော့အဲ့ဒါဘာလို့ကြုံရတာလဲဆိုရင်တော့ဘယ်လိုလဲတချို့ဆိုရင်ဒီမှာကွာဒီ pig ပေါ့နော် pig ဆိုတာဒီမှာဆိုရင် be aware of Greek ကိုယ့်ရဲ့အလိုလောဘတွေကိုတတိထားပေးပါတပြောချင်တာကတော့ဒီကနမိတ်လေးရမှဘာကိုဆက်ဆက်မိလဲဆိုရင်ကိုကကွာတစ်ခါလေးကြာရင်လှုပ်တဲ့ခါမှာအရင်လောဘကြီးတယ်တဲ့မှာဖြစ်ချင်စောတွေတအားများတယ်အဆင်ပြေလားမပြေလားဆိုတာကိုတေချာမချင်းချင်းမိပဲနဲ့ပေါ့နော်ဖြစ်ချင်စောများပြီးတော့လောဘတွေကြီးပြီးတော့လောဘစောနောက်ပြီးပေါ့နော်နောက်ကိုလိုက်ပြီးတော့ပေါ့နော်အဆင်မပြေဖြစ်ရတဲ့မျိုးကြီးကြုံရတတ်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးလေးကိုသတိထားပါလို့ပြောချင်တယ်နော်ဘာဖြစ်ဖြစ်အလဲလက်ပုံစံမျိုးလေးပေါ့နော်မြစီမပစီပဲအလဲလက်လန်းစင်တိုင်းလေးပဲကိုဒီလလေးထဲမှာလှုပ်ဆောင်သွားပြီးပါအဓိကတော့ flow တိုင်းလေးပဲလှုပ်ဆောင်သွားပြီးဖို့ဒါအကြံပေးထားတယ်ပေါ့နော်အဲ့တော့
အဲ့လိုမျိုးဆိုရင်တော့ပေါ့နော်ဒီလာနောက်ပိုင်းလေးတွေရောက်လာတဲ့ခါကျရင်တော့အမခံစားမိသလောက်ကတော့3ပတ်ပေါ့နော်3ပတ်မြောက်လောက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလာမယ်ကိုယ့်ရဲ့လို့ဖို့ပကင်ဘက်တွေပေါင်းတင်နေနဲ့လည်းဒါပြပြရွှင်ရွှင်လေးရှိလာမယ်တချို့ဆိုရင်ကွာမိတ်ဆွေတစ်တွေတငယ်ချင်းတစ်တွေရတာမျိုးတွေတော့ဖြစ်နိုင်နေနောက်ပြီးတော့ပေါ့နော်ငွေရေးကြေးပိုင်းမှာဆိုရင်လည်းပဲပေါ့နော်ပို့ပြီးပြန်ပြီးတော့မြင့်တက်လာတာမျိုးလားအစပိုင်းမှာအဆင်ပြေဖြစ်ရတယ်ဆိုပေမဲ့လည်းအဆုံးပိုင်းလောက်ကြာရင်ပေါ့နော်ပြန်ပြီးတော့ငွေကြေးတွေအခြေအနေတွေပို့ပြီးတိုးတက်ကောင်းမွန်လာတာမျိုးတွေရှိလာလိမ့်မယ်ဆိုတာကိုမြင်ရတယ်ပေါ့ဒီမှာဆိုရင် stock တွေအမျိုး share တွေတက်လာတဲ့မျိုးပေါ့နော်အဲ့လိုပုံစံလေးတွေကိုမြင်ရတယ်အဲ့တော့ဘာလေးပေါ့နော်ဒီပိုင်တူးလေးတွေကိုအဓိကထားပြီးမှကျင်တာကတော့အရန်လောဘမကြီးပါနဲ့เนาะသူကနဲ့သူ flow တိုင်းလေးပဲသွားပါကိုစူးစမ်းရမှာလေးတွေကိုဖြည်းဖြည်းနဲ့မှန်မှန်စူးစမ်းသွားပါအဲ့လိုဆိုရင်တော့ဒါအစပိုင်းမှာခက်ခဲတွေရှိတယ်ဆိုရင်တော့မှနောက်ပိုင်းကျရင်အဆင်ပြေလာဖို့တွေကိုမြင်နေရပါတယ်เนาะ okay ဒါလေးကတော့ပိုင်တူးလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးတာဖြစ်ပါတယ်အခုလိုမျိုးဗီဒီယိုလေးတွေနောက်ထောင်ချင်နေဆိုရင်တော့ like and follow လေးလုပ်ပေးထားအောင်เนาะအခုလိုမျိုးဆုံးထိနောက်ထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့တွေ့ကြမယ်เนาะ see you bye bye